ကတ်ခွာတဲ့နောက်တစ်ခုကဘာဖြစ်မလဲဩဒီမှာပတ်စံ200ပေါက်ပြီ200ကိုလည်းကျွန်တော်ပြအောင်မယ်နော်200ကိုလည်းကျွန်တော်ပြအောင်မယ်ပတ်စံကိုကျွန်တော်ပြအောင်မယ်ဒီမှာကြီးတိတ်ကြီးနဲ့ကတ်တာခွမ်းနေမှာပဲโอเคတိတ်နဲ့ကတ်မကတ်သုံးလို့ရရနော်အော် what the hell ရွှေပေါင်ကြကြီးတကယ်ကြီးလားဟဲ့ရေအရင်ကြီးရောဟာဟေးစင်းဟဲ့စင်းရောတကယ်ကြီးဟာကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဘာမှလည်းစားပြမှာမဟုတ်သလိုဘာမှလည်း vlog ရိုက်ပြမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်မနက်ကမှော်ပြီးဈေးကိုသွားတော့မှာပေါ့နော်ကျွန်တော်မဲတုပ်လေးတွေဝဲလာတယ်ဘာတွေပေါက်မလဲတော့မသိဘူးဖောက်ကြည့်မယ်အားလုံးပေါင်းစုပေါင်းဒါတစ်ထုပ်ကို1200ဆိုတော့ကျွန်တော်3ထုပ်ဝဲလာတယ်စနစ်3လီ3600ပို့ဗျာကျွန်တော်မြက်ပဲမြတ်မလားရှုံးမလားဒါမှမဟုတ်အရင်ပဲရမလားဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာမဲဖောက်ပြသွားမှာဖြစ်ပါတယ်ကဲဘာညာပေါ့ဗျာနော်ကဲဒီနေ့ကတော့ကျွန်တော်ဒီထုပ်ကလေးကနေစားလိုက်မယ်နော်ဒီထုပ်လေးကနေစားလိုက်မယ်သူကလှတော့လှတယ်ဗျလွယ်အိတ်ပုံစံမျိုးလေးပေါ့နော်ဒီမှာလွယ်အိတ်ပုံစံမျိုးလေးကဲကျွန်တော်စပြီးတော့ပထမတစ်ခုဖောက်ပြပါမယ်နော်အားလုံးရှိမှာပဲကျွန်တော်ဖောက်ပြမယ်ဒါအခုမှလူကကွင်းထဲကပြန်လာတာနွားတွင်းပြီးတော့နွားကြောင်းပြီးတော့ပြန်လာတာနွားကြောင်းသားပေါ့ဗျာနွားကြောင်းသားဆိုတော့လွယ်လေးနဲ့စဖောက်ကြည့်လိုက်မယ်ပထမဆုံးအနေနဲ့ကျွန်တော်ပေါက်ပါတယ်ကျွန်တော်ပေါက်လိုက်ပါတယ်တွေ့ကြလားမသိဘူးဗျနော်ကတ်ခွာပါနော်ကတ်ခွာတဲ့နောက်တစ်ခုကဘာဖြစ်မလဲဩဒီမှာပတ်စံ200ပေါက်ပြီ200ကိုလည်းကျွန်တော်ပြအောင်မယ်နော်200ကိုလည်းကျွန်တော်ပြအောင်မယ်ပတ်စံကိုကျွန်တော်ပြအောင်မယ်ဒီမှာကြီးတိတ်ကြီးနဲ့ကတ်တာခွမ်းနေမှာပဲโอเคတိတ်နဲ့ကတ်မကတ်သုံးလို့ရရနော်โอเคတိတ်နဲ့ကတ်မကတ်သုံးလို့ရရနော်200ရပြီโอเคပြီးရင်ကျွန်တော်ဘယ်လောက်ရလဲအားလုံးစုစုပေါင်းပြပေးမယ်โอเคကျွန်တော်200ရပြီကတ်ခွာပါကတ်ခွာပဲလားမသိပါဘူးကွာကတ်ခွာပဲဆိုတော့နောက်တစ်ခုကဘာလာမလဲဟေးဒါကတ်ခွာတော့မပါဘူးဒါပါโอเคဒါကတော့စင်ရုပ်ကလေးကတ်ခွာပေါ့နော်စင်ရုပ်လေးကတ်ခွာပြီးတော့ဒါလည်းကတ်ခွာပဲလားခွမ်းနေမှာပဲဟာဒါလည်းကတ်ခွာဟာတအိမ်လုံးကိုမှ400ပေါက်တယ်တဲ့ဗျာဒါမှကျွန်တော်200ထပ်ပေါက်ပါပြီနော်ဒါမှ200ထပ်ပေါက်ပါပြီလို့နော်โอเค400ရပြီနောက်ထပ်အိတ်လေးကျွန်တော်စမ်းကြည့်မယ်အေးလွယ်အိတ်နဲ့ညောင်းဝိုင်းကောက်ရွေးပုံမှီပြီးတော့ဖောက်ပြအိုးဖွာဒီကောင်လက်ကြီးကောင်းတယ်ဖောက်တာနဲ့တန်းပေါက်တယ်50ရောင်ပေါက်သွားပြီဒါပါကြီးလေရွှေပေါင်ချာကြီးလားဒါရွှေပေါင်ချာကြီးဟာwhat the hell ရွှေပေါင်ချာကြီးလကားစားတာစက်ကူနော်တကယ်မထင်နဲ့စားတာကိုတကယ်မထင်နဲ့ဒါပါလေဒါကျွန်တော်တို့ငယ်တုန်းကဝယ်ခဲ့တဲ့အလီလေးတွေနဲ့လေကျွန်တော်တို့ငယ်တုန်းကဝယ်ခဲ့တဲ့အလီပုံစံမျိုးလေးနဲ့အဲ့ဒါဒါလည်းအလီပဲဗျာနည်းနည်းတော့တင်းသွားပြီနော်ဒါလည်းစက်ကူပဲနည်းတော့များသွားပြီနော်နည်းတင်းသွားပြီဒါလည်းစက်ကူပဲဟာနည်းတော့များသွားပြီနော်မကျိုးဒီကောင်လေးတော်တော်အကုန်ကြများအောင်မယ်မင်းတို့ကောင်လေးနော်နည်းတော့များသွားပြီဘယ်ကစာအုပ်တွေသွားဝယ်ထားလဲမသိဘူးကွာကလားဆိုင်ကစာအုပ်တွေသွားဝယ်ထားလားမသိဘူး900နော်ဒါနဲ့ဆိုကျွန်တော်950ရပါပြီနော်ဟိုပထမတိတ်အိတ်မပါပထမတိတ်အိတ်က400လားမသိဘူးစက်ကူပဲဒါတော့ပတ်စံနေတူပဲ
50နော်ဒါနဲ့ဆို600ပေါ့ဆိုတော့အရင်ပထမတစ်အိတ်က400ရတယ်ဒါက600ဆိုတော့ဒီအိတ်ကတော့မစိုးဘူးပြောလို့ရတယ်ပေါ့နော်ကျွန်တော်နောက်ဆုံးအောက်ဆိုင်လည်းပေါ်ကုန်မလားမသိမပေါ်တော့ပါဘူးနော်ပေါ်ရင်လည်း sorry ပါဗျာဒီမှာနော်ဒီမှာကျွန်တော်လာမိုက်ခဲမင်းနဲ့အတူတူဖောက်မယ်ကွာငါ lucky လေးနည်းနည်းစမ်းကြည့်အောင်လားမိုက်ခဲလားဟဲ့ဒါတော့ကျွန်တော်ကောင်းကြီးမိုက်ခဲညဟိုဘက်လဲပြလိုက်ဟိုဘက်ကောင်လဲပြလိုက်ဒီမှာဒါကျွန်တော်ကောင်းကြီးဒါကျွန်တော်ကောင်းကြီးကဲ lucky ကဲအောင်ဖွက်စကူတွေပဲပေါ့နော်လက်ခွမ်းထဲမှာကဲပန်းရောင်လေးပန်းရောင်လေးလဲစကူပဲဟာစကူတွေရွယ်မြောနည်းနည်းမများဘူးလားကွာအစိမ်းရောင်โอเคအစိမ်းလေးဟေးအစိမ်းလေးရှိုင်းလေးစိမ်းရောင်လေးကဘဒူပေါက်တယ်တရားဟာအပြေးကြီးကွာတရားကြီးရလဲနည်းနည်းမလုံတော့ကွာပတ်စံလေးပါလေအသေးလေးမထည့်ဘူးမကျော်တရားနော်โอเคထားလိုက်အောင်ကျွန်တော်ပြီးရင်ဘယ်လောက်ရလဲဗျအမဲရောင် black ကလားစက်ကူကဲပန်းရောင်လေးနောက်ထပ်ပန်းရောင်လေးအဲ့လောက်ဆိုရင်တော့ပေါက်တယ်50โอเค150ရပါပြီနော်ကဲပြရောင်လေးစက်ကူအစိမ်းရောင်လေးဒီလောက်ထူရင်တော့ဒီလိုလှုပ်ဆမ်းမှာပတ်စံကွာထက်ညှက်ထားတာကွာမရိုင်းလိုက်တာနွားတွေမင်းတို့ဘယ်လိုလှုပ်ထားတာတော့ကျွန်တော်ပြီးမှပြတော့မယ်ဒါကတော့900တန်အစ်စ်ကလေးသူတို့ stapler ရိုက်တာတော့မှကတ်ရိုက်ထားလို့နော်ဒါမှပတ်စံ900တန်အစ်စ်ကလေးโอเคတကယ်ကြီးလားဟဲ့ရေအရေးကြီးရောဟာဟေးစိန်ရောတကယ်ကြီးဟာတကယ်ကြီးမချဲငါတို့နိုင်တကယ်ကြီးဟိုးရောတကယ်ကြီးဟာလက်ကြီးကောင်းသွားပြီဒါကြီးတို့လက်ကြီးကောင်းသွားပြီ9000ရသွားပြီစက်ကူဖြစ်လဲဘာမှမဖြစ်တော့ဘူးအကြောင်းမရှိဘူး9000နဲ့တရွက်ပေါက်သွားပြီโอเคကုန်သွားပြီโอเคဒါဆိုရင်ကျွန်တော်အားလုံးစုစုပေါင်းရတာကိုကျွန်တော်ပြမယ်နော်ကျွန်တော်ပြမယ်900တောင်ဖြစ်တယ်50 100 900နဲ့ဆိုတော့600ဆိုတော့200နဲ့800 200နဲ့ဆိုတော့1000 1050 1150ဒီဟာနဲ့ဆိုတော့1600နဲ့မှ50ခုနက900နဲ့မရောက်ပါ1650ဆိုတော့1600ဆိုတော့9000နဲ့ဆိုတော့အဲ့လောက်ထိကျွမ်းတာ1600နဲ့9000နဲ့ဘယ်လောက်လဲ9000 6000 6650 6650เนาะကျွန်တော်ညက်သွားပြီเนาะဒီနေ့ကတော့ဒါကျွန်တော်ဘယ်လောက်ရင်းတာလဲကျွန်တော်ခုနကပြောတာတထုပ်1200စနစ်3 36 3600ဟိုရင်းတာကိုကျွန်တော်90006650ရပါတယ်ဆိုတော့မစိုးဘူးပေါ့เนาะလဲမြက်တယ်ကျွန်တော်ဒါဒီနေ့အပျော်သဘောပေါ့เนาะကျွန်တော်မှော်ပြီးမနက်ကဈေးသွားတော့ဒါဈေးထဲမှာတွေ့လို့ဝဲလာတာကဲကျွန်တော်ဒီနေ့ဘလော့ကတော့ဒီလောက်ပဲเนาะအားလုံးကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲတက်တာနောက်ခုဒီကြမှာပြန်တွေ့ကြမယ်